လေးစားပါတော့ပြည်တွလွတ်တော်ဥက္ကဋ္ဌနဲ့လွတ်တော်ကိုယ်စားလှယ်ကြီးများပြည်ထောင်စုဝန်ကြီးများဧည့်သည်တော်များအားလုံးစိတ်ချမ်းသာခြင်းကိုယ်ဤကျမ်းမာနဲ့ခြင်းနဲ့ပြည့်စုံကြပါစေရှင်။ကျွန်မကတော့မိုင်းကင်မြို့နယ်မဲဆန္ဒနယ်မှာပြည်တွလွတ်တော်ကိုယ်စားလှယ်နန်းတန်တန်မွေပဲဖြစ်ပါတယ်ရှင်။လေးစားပါတော့လွတ်တော်ဥက္ကဋ္ဌကြီးရှင်ကျွန်မကတော့စစ်ဘေးရှောင်များယာယီနေအိမ်အလောက်ကိုင်းခွင့်လန်းနဲ့မှတ်ပုံတင်လျှောက်ရမှာလာဝကမှာ၎င်းတို့အနေထိုင်ရာမြို့ထောက်ခံစာများရယူပေးရန်အတွက်မိကတ်တို့ကူညီဆောင်ရွက်ပေးရန်အစီအစဉ်ရှိမရှိမေးမြန်းသည့်မေးခွန်းနဲ့ဆက်လင်း၍မေးမြန်းသွားမှာဖြစ်ပါတယ်ရှင်။ယခုလက်ရှိရှမ်းပြည်နယ်တွင်မိမိနေရသို့ပြန်မရောက်နိုင်ကြသေးသောစစ်ဘေးရှောင်များအများအပြားရှိနေပါသေးသည်။စစ်ဘေးရှောင်ဘဝသည်ဒုက္ခပေါင်းမျိုးစုံကြုံတွေ့နေရသည်မှာလည်းအမှန်ပင်ဖြစ်ပါတယ်ရှင်။စစ်ဘေးရှောင်များ၏ဘဝကိုကိုချင်းစာသောအဖြစ်စစ်ဘေးရှောင်များ၏လိုအပ်ချက်များကိုကူညီပေးစီလိုပါတယ်ရှင်။လေးစားပါတော့ဥက္ကဋ္ဌကြီးရှင်လက်ရှိမိုးပြဲမြို့မှာစစ်ဘေးရှောင်များဟာပင်လောင်းမြို့နယ်တွင်ခန့်မှန်းလူဦးရေ300ကျော်400နီးပါးခန့်တခြားမြို့နယ်များမှာစစ်ဘေးရှောင်များကလည်းတီကျစ်နောင်တရားစတိနယ်များတောင်ကြီးမြို့နယ်ဟိုပုံးမြို့နယ်မိုင်းပင်မိုင်းပန်မြို့နယ်လဲချားမြို့နယ်စီဆိုင်မြို့နယ်ဖဲခုံမြို့နယ်နဲ့ညောင်ရွှေမြို့နယ်များတွင်လည်းစစ်ဘေးရှောင်များစွာကြန့်ရှိနေသေးသည်ကိုသိရှိရပါတယ်ရှင်။လေးစားပါတော့ဥက္ကဋ္ဌကြီးရှင်စစ်ဘေးရှောင်များ၏လိုအပ်ချက်မှာစစ်ရှောင်ကာလကြာရှည်လာတာနဲ့အမျှအိမ်ငါးစရိတ်ကြီးချင်းကြောင့်ယာယီနေအိမ်များစာဝတ်နေရေးအဆင်ပြေစေရန်အတွက်အလောက်ကိုင်းခွင့်လန်းများမှတ်ပုံတင်လျှောက်ရမှာလာဝကမှာ၎င်းတို့နေထိုင်ရာမြို့ထောက်ခံစာများရယူပေးနိုင်ပါရန်ပြောကြားချက်များစသည့်အခက်အခဲများကြုံတွေ့နေရပါတယ်ရှင်။တို့ဖြစ်ပါ၍စစ်ပေးချောင်များ၏ဘဝကိုကူညီပေးရန်အစီအစဉ်မရှိပါကဦးစားပေးအဖြစ်ဆောင်ရွက်ပေးစီလိုကြောင်းဥက္ကဋ္ဌကြီးမှသက်စဉ်လေးစားစွာဖြင့်မေးမြန်းတင်ပြအပ်ပါတယ်ရှင်။ကျေးဇူးတင်ပါတယ်ရှင်။လူဝင်မှုကြီးကြပ်ရေးနဲ့ပြည်သူ့အင်အားဝန်ကြီးဌာနကဖြေကြားရန်ဖြစ်ပါတယ်။လေးစားအပ်ပါသောပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့်လွှတ်တော်ကိုယ်စားလှယ်ကြီးများအားလုံးမင်္ဂလာပါလို့နှုတ်ခွန်းဆက်သအပ်ပါတယ်။ရှမ်းပြည်နယ်မဲကိုင်မဲဆန္ဒနယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါ်နန်းတန်တန်မွေးရှမ်းပြည်နယ်စစ်ဘေးရှောင်ဘဝများလိုအပ်ချက်ဖြစ်သောယာယီနေအိမ်အလုပ်ကိုင်ခွင့်လန်းမှတ်ပုံတင်လျှောက်ရတွင်လာဝကမှမိမိနေထိုင်ရာမြို့ကိုထောက်ခံစာများရယူပေးရန်ခက်ခဲများကြုံတွေ့နေရပါသဖြင့်စစ်ဘေးရှောင်များ၏ဘဝကိုကူညီပေးရန်အစီအစဉ်ရှိမရှိပါကဦးစားပေးအစီအစဉ်ဆောင်ရွက်ပေးစေလိုကြောင်းသိရှိလိုခြင်းနှင့်ဆက်လျက်သည့်ကျေဝင်းပြမေခွန်းနှင့်ပတ်သက်၍ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ဖြည့်ကြားခြင်းနှင့်ကျွန်တော်လူမှုကြီးကြပ်ရေးနှင့်ပြည်သူ့အရေးဝန်ကြီးဌာနမှဖြည့်ကြားချက်များကိုဝန်ကြီးဦးမြင့်ကြိုင်ကရှင်းလင်းတင်ပြသွားမှာဖြစ်ပါတယ်ခင်ဗျာရှမ်းပြည်နယ်မှာခရိုင်21ခရိုင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းတစ်ခုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ4ခုမြို့နယ်ပေါင်း51မြို့နယ်ရှိပါတယ်ခင်ဗျာရှမ်းပြည်နယ်အစိုးရအဖွဲ့အနေဖြင့်ရှမ်းပြည်နယ်တွင်ရှမ်းပြည်မြောက်ပိုင်းဖြစ်စဉ်များကယားပြည်နယ်ဖြစ်စဉ်များကြောင့်ယာယီနေရဆုတ်ခွာသူဥယျာဉ်မှာ99,582ဦးထိရှိခဲ့ပါတယ်။ယာယီနေရဆုတ်ခွာသူများဘဝရည်တည်နေထိုင်ရေးအတွက်ဖုန်တော်ကြီးကျောင်းများဖျားစီရီများအပါအဝင်နားခိုရာနေရာများဖန်တီးဆောင်ရွက်ပေးခြင်းစားရည်ရိက္ခာများသုံးဆောင်ပစ္စည်းများထောက်ပံ့ခြင်းများကိုမပြတ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည့်အပြင် NGO INGO အဖွဲ့များနဲ့ပေါင်းစပ်ကူညီဖြည့်တင်းခြင်းများဆောင်ရွက်ခဲ့ပါတယ်။ဒါအပြင်ယာယီနေရဆုတ်ခွာသူမိသားစုများ၏ကျောင်းနေအရွယ်ကလေးများပညာသင်ကြားမှုကိုထိခိုက်မှုမရှိစေရန်အခြေခံပညာကျောင်းများတွင်တက်ရောက်သင်ကြားနိုင်ရန်စီမံပေးခဲ့ပါတယ်။ယာယီနေရဆုတ်ခွာသူများစာဝတ်နေရေးပြည်လည်စေရန်ကျွမ်းကျင်သည့်အလုပ်ကိုင်အလိုက်ဒေသတွင်းအလုပ်ကိုင်ရရှိရေးစီမံဖန်တီးခြင်းအပြင်နိုင်ငံတော်မှတဦးလျင်တစ်လ2000ကျပ်နှုန်းဖြင့်2025ခုနှစ်ဇန်နဝါရီလမှဒီဇင်ဘာလအထိစုစုပေါင်း17.59ဘီလီယံကိုထောက်ပံ့ပေးခဲ့ပြီးဖြစ်ပါတယ်။2026ခုနှစ်ဧပြီလစီးရင်ရယာယီနေရဆုတ်ခွာသူပေါင်း9298ဦးသာကျန်ရှိပါကြောင်းနဲ့ရင်းအင်အားများမှလည်းမကြာမီမိမိတို့နေရအသီးသီးတို့ပြန်လည်ဝင်ရောက်အခြေချကြရန်ဆောင်ရွက်ပြီးဖြစ်ကြောင်းတင်ပြရပါတယ်။ရှမ်းပြည်နယ်တွင်မန္တလေးငရင်ကျောင်းပျက်စီးခဲ့တဲ့စိုက်ပျိုးရေးဝင်းမြူရေးလန်တရာလုပ်ငန်းများစာသင်ကျောင်းများစေယုံစေကံရုံးဌာနများနေရင်အဆောက်အဦများနှင့်
လူသက်အိုးအိမ်ထိခိုက်ပျက်စီးရမှုများကိုဦးစားပေးပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်နေရပါ၍ယာယီနေရစုခွာပြည်သူများအတွက်ယာယီနေထိုင်နိုင်ရေးစာရေးရိက္ခာရရှိရေးကိစ္စရပ်များကိုသာပေါင်းဆက်စီမံဆောင်ရွက်ပေးလျက်ရှိပြီးလက်တလောတွင်နေရင်အစောအများဆောက်လုပ်ပေးရန်အစီအစဉ်မရှိသေးပါကြောင်းတင်ပြအပ်ပါတယ်။လေးစားအပ်ပါသောပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့်လွှတ်တော်ကိုယ်စားလှယ်ကြီးများခင်ဗျာလူမှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနအနေဖြင့်အကြမ်းဖက်ဖြစ်စဉ်များကြောင့်လုံခြုံရေးအခြေအနေအရရှမ်းပြည်နယ်မြောက်ပိုင်းရှိမြို့နယ်ဦးစီးမှုရုံး12ရုံးအားမူလဒေသများတွင်ဖွင့်လှစ်နိုင်ခြင်းမရှိဘဲတောင်ကြီးမြို့ဆရာဝန်ကြီးများအသင်းတိုက်တွင်ယာယီရုံးဖွင့်လှစ်ပြီးတော့ယာယီနေရစုခွာသူများကိုလုပ်ငန်းဆောင်ရွက်ပေးလျက်ရှိပါတယ်အသက်10နှစ်ပြည့်နိုင်ငံသားစစ်သေးကပ်ပြားအသက်18နှစ်ပြည့်နိုင်ငံသားစစ်သေးကပ်ပြားအသက်10နှစ်မှ18နှစ်ပြည့်လဲလှယ်ပျောက်ဆုံးပျက်စီးမိတ္တူလျှောက်ထားသူစုစုပေါင်း9843ဦးနဲ့အိမ်တော်စုလူဦးရေစီရင်မိတ္တူ289ခုဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်ရှမ်းပြည်နယ်မြောက်ပိုင်းဒေသတွင်လုံခြုံရေးအခြေအနေပြန်လည်ကောင်းမွန်လာ၍တောင်ကြီးမြို့နယ်တွင်ဖွင့်လှစ်ထားရှိသည့်ဒုတိယပြည်နယ်ဦးစီးမှုရုံးလာရှိုးခရိုင်ဦးစီးမှုရုံးလာရှိုးမြို့နယ်ရုံးများကို9ရက်5လ2025ရက်နေ့တွင်လာရှိုးမြို့နယ်သို့၎င်းကွန်လွန်သိန်းတီမြို့နယ်ရုံးများကို21ရက်6လ2025ရက်နေ့တွင်လာရှိုးမြို့နယ်သို့၎င်းကုတ်ခိုင်မြို့နယ်ရုံးကို20ရက်4လ2026တွင်လာရှိုးမြို့နယ်ရုံးသို့၎င်းနမ်မတူမြို့နယ်ရုံးကို29ရက်9လ2025တွင်တီဘောမြို့နယ်သို့၎င်းပြန်လည်ပြောင်းရွှေ့ဖွင့်လှစ်ဆောင်ရွက်ပေးလျက်ရှိပါတယ်တွတ်တော်ကလေးမင်းမြတ်နဲ့မိုးပြဲသည်ကျွော်အုပ်စုဖြစ်ပြီးတော့ဖေခုံမြို့နယ်အတွင်းမှာပါဝင်ပါတယ်ဖေခုံမြို့နယ်ဟာ2022ခုနှစ်အကြမ်းဖက်ဖြစ်စဉ်ကြောင့်မိုးပြဲမှစစ်ပေးဆောင်ပြည်သူများဟာပင်လောမြို့နယ်မှာအများဆုံးအခြေပြုနေထိုင်ပြီးတော့ရက်ဆောက်ညောင်ရွှေဟိုပုံးစီဆိုင်မြို့နယ်များမှာလည်းဖြန့်ခွဲနေထိုင်ကြပါတယ်ပင်လောမြို့နယ်မှာအများဆုံးနေထိုင်သောဖေခုံမြို့နယ်မှာပြည်သူများခက်ခဲမရှိစီပစီရန်အတွက်ဖေခုံမြို့နယ်ယာယီရုံးကို25ရက်2လ2022ရက်နေ့မှာ18ရက်9လ2025ရက်ထိပင်လောမြို့နယ်အရှိရက်ကွက်မှာဖွင့်လှစ်ခဲ့ပြီးတော့နိုင်ငံသားလုပ်ငန်းများကိုပင်လောမြို့နယ်အုပ်ချုပ်ရေးမှုထောက်ခံချက်ဖြင့်ဆောင်ရွက်ပေးလျက်ရှိပါတယ်25ရက်2လ2022ရက်နေ့မှာ18ရက်9လ2025ရက်နေ့ထိကာလအတွင်းဖေခုံမြို့နယ်မှာယာယီနေရဆုံးခွာသူများအားဖေခုံယာယီရုံးခွဲပင်လောမြို့နယ်မှာရက်ဆောက်ညောင်ရွှေဟိုပုံးစီဆိုင်စတဲ့မြို့နယ်ရုံးတည်တည်မှာလို့၎င်းအသက်10နှစ်ပြည့်နိုင်ငံသားစစ်သည်ကပြားအသက်18နှစ်ပြည့်နိုင်ငံသားစစ်သည်ကပြားအသက်10နှစ်ပြည့်မှ18နှစ်ပြည့်လဲလှယ်ပျောက်ဆုံးပျက်စီးမိတ္တူလျှောက်ထားခြင်းစသဖြင့်စုစုပေါင်း22,296ဦးထုတ်ပေးနိုင်ခဲ့ပြီးတော့အိမ်တော်စုလူဦးရေစီရင်ထုတ်ပေးမှုအနေနဲ့အိမ်တော်စုပေါင်း3,918စုဆောင်ရွက်ပေးခဲ့ကြောင်းတင်ပြအပ်ပါတယ်2025ခုနှစ်ဇူလိုင်လမှာဖေခုံ